မင်္ဂလာပါခင်ဗျာမိတ်ဆွေတို့အိမ်ကိုရုပ်ရှင်ကြီးတရုံလို့ပြောင်းလဲပေးနိုင်စွမ်းရှိတဲ့ JBL ဘား800နဲ့ကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာသူ့မှာသုံးပေးထားတာဆိုရင် subwoofer 10လက်မှအသုံးပြုပေးထားပြီး output watt ကတော့920 watt ထွက်ပါတယ်ခင်ဗျာသူက 5.1 surround system ကိုအသုံးပြုပေးထားပါတယ်ခင်ဗျာသူ့ရဲ့ဒီဘေးနှစ်ဖက်ကစောင်းပေါက်ဟာဆိုရင်လည်းအလွယ်တကူဖြုတ်တက်လို့ရတယ်ကိုကြိုက်တဲ့နေရာမှာထားလို့လည်းရတယ်ပေါ့နော်ဒီဆောင်းပေါက်နှစ်ခုဆိုရင်မိတ်ဆွေတို့ဇက်ကားကြည့်တဲ့အချိန်ဒီမှာဆိုကိုကြိုက်တဲ့နေရာတောက်နားလေးတွေမှာမိတ်ဆွေတို့ထားလို့ရပါတယ် built in battery ပါပါတယ်10နာရီလောက်အသုံးပြုလို့ရပါမယ်ဒီဟာကိုတက်ကြီးအသွင်းစရာတော့မလိုပါဘူးခင်ဗျဒီဟာလေးကိုတက်လိုက်ပြီဆိုတာနဲ့ပြန်ပြီးမှအားကသူ့အတူ automatic ပြန်ဝင်သွားပါတယ်ခင်ဗျဒီ JBL ဘား800လေးကိုကြိုက်နေတဲ့လို့ဝယ်ယူခြင်းနဲ့ဆိုတော့ကျွန်တော် Goret Mobile နဲ့ Electronic ကိုလာရောက်ကြည့်ရှုဝယ်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ